ညီမတို့တောင်တကုံလောက်က24 ဆိုင်မှာကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဘာစာဖြစ်လေးရနိုင်လဲဆိုတော့အခုလိုမျိုး generation မျိုးစုံ brand မျိုးစုံကိုဘာချက်သုံးမဲ့ software နဲ့ကိုင်နေတဲ့ laptop တွေကို local 24မှာအသေးစိတ်တိုင်ပင်ဆွေးနွေးပြီးဝယ်ယူနိုင်တယ်လို့စက်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လို့သိညစ်နေတဲ့အခါအခုလိုမျိုးစာဖြစ်တွေလည်းရပါတယ်အတန်ထွက်မကောင်းတော့လို့ speaker ပြင်ရတာအသစ်လဲတာ LCD စိုက်မျိုးစုံပင်မျိုးစုံကိုအသစ်လဲတာစကန်ထဲမှာစူးစမ်းရှာဖွေပေးရတယ်။မုတ်ပိုင်းဆိုင်ရာကောင်းပေမဲ့ရုံမလာလို့မှန်ချိုးပြင်ရတာအသစ်လဲပေးရတာတွေတက်တွေအများကြီးကို agency ပိုင်ပိုင်နိုင်ဖွင့်သုံးနိုင်မှု run upgrade လုပ်တဲ့အပိုင်းတွေအသစ်စကန်ရွေးချယ်စရာမျိုးစုံရှိပါတယ်။ပြီးတော့တခြားစိတ်ပိုင်းတွေဖြစ်တဲ့ကိုယ်ဆက်ကအာမခံတော့လို့ battery လဲချင်တာ data များများသိမ်းဖို့အတွက် storage ပိုင်းထပ်တိုးချင်တာတွေစာရိုက်တဲ့အခါကြီးတွေမကောင်းလို့ keypad အသစ်လဲချင်တဲ့အခါအခုလိုမျိုး laptop ထောက်ချိုးသွားလို့ပြင်ပေးရတာတွေပါဝါသေးပြီးတော့ဘာမှမလာတဲ့အနေအထားကနေပြီးတော့ပါဝါနိုးပြီးရုပ်ပြန်တက်အောင်လုပ်ပေးရတာတွေစတဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့ကိစ္စအဝဝအတွက်စိတ်ညစ်နေရဆိုလို့ရှိရင် local 24ကိုတတိယဆက်သွယ်နိုင်ပါတယ်ရှင်။အော်ဒါနဲ့ဒီလိုမျိုး monitor အသစ်ဝယ်တာတွေ desktop ဘိုင်းဆိုင်ရာလိုအပ်တဲ့ service တွေပြုလုပ်ပေးရတာတွေဒါအပြင် UPS battery တွေပါစုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။